အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ PP Blog Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်တတိထိုင်စကား၅လုံးအစီအစဉ်တွားလိုက်ကြရအောင်ခင်ဗျာတိုင်ဆိုတာကတည်သည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာတိုင်တည်သည်လို့အဓိပ္ပာယ်ရပါတယ်ရှုပ်တီဆိုတာကံကောင်းသည်လို့အဓိပ္ပာယ်ရပါတယ်ရှုပ်တီကံကောင်းသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာရှုပ်ရိုင်းဆိုတာကကံဆိုးသည်လို့အဓိပ္ပာယ်ရပါတယ်ရှုပ်ရိုင်းကံဆိုးသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာကြိုင်ရိုင်းဆိုတာကရက်ဆက်သည်လို့အဓိပ္ပာယ်ရပါတယ်ကြိုင်ရိုင်းရက်ဆက်သည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာကြိုင်ဒီဆိုတာကျင်နာတတ်သည်လို့အဓိပ္ပာယ်ရပါတယ်ကြိုင်ဒီကျင်နာတတ်သည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာအားလုံးပဲပြန်ပြောကြည့်လိုက်ရအောင်ခင်ဗျာတိုင်ဆိုတာတည်သည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာရှုပ်ဒီဆိုတာကံကောင်းသည်လို့အဓိပ္ပာယ်ရပါတယ်ရှုပ်ရိုင်းကံဆိုးသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာကြိုင်ရိုင်းရက်ဆက်သည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာကြိုင်ဒီဆိုတာကျင်နာတတ်သည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာအားလုံးပဲဆင်ပြေကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့မယ်ခင်ဗျာ See you in the next video bye bye